တောင်ကြီးမြို့ညနေ9 နာရီကျော်တာနဲ့မြူတွေတက်လာတတ်တယ်မြို့တောင်ပေါ်လီကအေးဆက်ပြီးညဘက်ဆိုလမ်းမီအဝါရောင်နေတောင်မြို့ထဲမှာမှိန်လေးပဲမြင်ရတယ် beach bar တွေ hot pot ဆိုင်တွေညစည်းတန်းတွေလူတွေစီကားနေကြပြီမယ်မြို့ရဲ့အနောက်ဘက်စပယ်လန်းဆိုတဲ့လမ်းကြားတစ်ခုထဲမှာတော့ည12ကျော်တာနဲ့ဘယ်သူမှမဖြတ်ချင်တယ် apartment ကြီးတစ်လုံးရှိတယ်သစင်မြိုင် apartment တိုက်က6ထပ်ရှိတယ်အောက်ထပ်မှာမီနီမတစ်တီလီပြီးမှ laundry ဆိုင်ရှိလန်းထိပ်မှာလက်ဖက်ရည်ဆိုင်နေပဲဆိုတာမှန်ပဲဒါပေမဲ့ညဘက်7 နာရီကျော်တာနဲ့ဘယ်သူမှမဖြတ်တော့ဘူးလေးတွာက405အခန်းရဲ့ပတင်းပေါက်ကနေအင်ဂျီဖြူဓမီဖြူနဲ့မိန်းမတစ်ယောက်လေပင်ကျူးကွင်းစွတ်တန်းလန်းကြီးမြေကွင်းပြုံးရင်တော့ချက်တီးထားတယ်ဗျဖြတ်သွားဖြတ်လာတယ်မကြာခဏတွေ့မြင်ချက်ကြလို့ပဲအစားကတော့နာနာဘာမှမထင်ပဲလူကြီးတွေရဲတွေခေါ်ပြီးလာကြည့်တော့ဘာမှကိုမတွေ့တာကျိုးလည်းမရှိလူလည်းမရှိအထူးသဖြင့်အခန်းနံပါတ်405ဒီ apartment နဲ့မှာအစည်းအပေါ်ဆုံးအခန်းကျယ်တယ်အေးကွန်းပါတယ်လာတာဆောင်ပါသေးတယ်ဒါပေမဲ့တစ်လောက်ကို9000ခွဲပဲဘယ်သူမှမငှားရဘူးတောင်ကြီးကလူတွေခက်များတော့ဒီအခန်းကိုသိကြတယ်405ကိုငှားသူတိုင်းတိတ်မကြောက်ဖင်းနဲ့ဖနှောင်တသားလေးပေါအောင်ထွက်ပြေးကြတာပါပဲအကြောင်းကတော့405အခန်းကမကျွတ်လွတ်သေးတဲ့အရာတွေကအရန်ကျန်းလို့ပဲတခြားဟာဒီထက်ကိုကျန်းတာတခါကဆိုကျောင်းဆရာတယောက်မကြောက်ဘူးဆိုပြီးနေလိုက်တာ2 ရက်တောင်မခံဘူးညပါကြီးအခန်းကတကြိုးတွေထွက်ပြေးတာမစိုးတော့မပေါ့ပစ္စည်းတွေတောင်နောင်နေမှာသူများကိုလာသေးခိုင်းတာလုံးဝချီဦးကိုမလဲတော့တာအဲ့ဘက်ကိုရဲမန်ရန်ကုန်ကနေတောင်ကြီးကို construction ကိစ္စနဲ့လာတာ8 လလောက်နေရမယ်အခန်းရှာရပြီလေအသီးအိမ်မှာ8 လလုံးနေဖို့မဖြစ်နိုင်တော့မတောင်လဲကြီးတောင်လဲကြီးတယ်တောင်ကြီးသားများဆိုတဲ့ Facebook group တစ်ခုတွေ့လို့ဝင်လိုက်မိတယ်တိုက်ခန်းအားရှိသည်အနောက်မြို့ဘက်စပယ်လန်းတကြီးမြိုင်အပမတ်အခန်းနံပါတ်405အေကွန်ဖာနီချာ TV အကုန်ပါရဲမှန်မျက်လုံးပြူးသွားတယ်ကာလာအငားတိုက်ခန်း3 သိန်းတောင်အခုလောက် facility မဆုံးဘူးဘာလေရောပေါ့ဘာဖြစ်ဖြစ်သူများမဦးခင်အမြန်ဆုံးငှားနိုင်ဖို့အလုံးလုံးနေတန်းလန်းအခန်းကြီးကိုခဏခွင်တောင်းပြီးထွက်လာလိုက်တယ်မွန်လွယ်3 နာရီစွန်းစွန်းသစင်မြိုင်အပါမတ်ကိုရောက်လာတယ်တိုက်ရှိမှာထူးထူးဆန်းဆန်းတိတ်ဆိတ်နေတယ် reception မှာအသက်60ကျော်လောက်ရှိတဲ့အဖွားကြီးတယောက်ထိုင်နေတယ်အသားမဲမဲမျက်လုံးတွေကအိတ်မပျော်တဲ့သူလို405မလို့လားရဲမှန်ကောင်းညိတ်လိုက်တယ်အဖွားကြီးမျက်နှာပြတ်သွားတယ်အသားတကယ်ငားမလို့လားဟုတ်တကယ်ငားမလို့ပဲဗျအဖွားကြီးခဏငြိမ်သွားတယ်ကျွန်တော်လည်းကြောင်စီစီဖြစ်သွားတယ်ပြီးမှအဖွားကတော့ပေးလာတယ်ဒါကိုယ်တိုင်ပဲတက်ကြည့်လိုက်အဖွားဒူးမကောင်းတော့မတက်နိုင်ဘူးဟုတ်ကဲ့ရပါတယ်ကျွန်တော်တက်ကြည့်လိုက်မယ်လီကားပေါ်တိုင်အဖွားကြီးတစ်မျိုးပဲလို့တွေးမိလိုက်တယ်4 ထပ်ရောက်ပြီဟူဒီဝေးကြီးလျှောက်ရင်တကားပေါ်မှာ435တန်ကြီးတက်နေတဲ့အခန်းနံပါတ်ပြတော်ရန်ထုတ်ပြီးတကားဖွင့်လိုက်တယ်ကျွီဟူးအေးစက်တဲ့လီအဝီကိုထိတွေးလိုက်ရတယ်လို့ခံစားရပြီးမတိမတာကြက်သိန်းအသီးစားလေးထားပါတယ်ရာသီဥတုကြောင့်အေးတဲ့ပုံစံမျိုးမဟုတ်ဘူးအခန်းထဲမှာဆိုဖာဟောင်းတစ်စုံမှန်အကြီးကြီးတစ်ချက် TV အဟောင်းဘီရူကတိ
အရန်ကြီးကောင်းမနေပေမဲ့အသင့်တင်တော့ရှိပါတယ်မဆိုးပါဘူးရည်ရွတ်လိုက်တယ်ပြန်ဆင်းလာတော့အဖွားကအေးဆက်တဲ့လေတန်းနဲ့မေးလာတယ်ဘလို့လဲသားကျွန်တော်ဒီနေ့ပဲပြောင်းလာမယ်ဖွာငါးရန်ကစက်ပေါ်ကားကြီးခြီးပြီးပြန်အလဲမှာညာစနစ်ကြော်လို့တယောက်ယောက်တကားလာခေါင်ရင်မတိသလိုပဲနေပါသားလာပြန်ပြီးနောက်တစ်မျိုးဘလို့ရီထူးဆန်းနေလဲပေါ့ဒီဖွာရေပြုံးပြုံးရင်းနဲ့အဖောက်ပြောလိုက်တယ်ကျွန်တော်ကလက်တွေ့သမားပါဖွာနောက်ရက်အလုပ်ခွင့်ယူပြီးတခါတည်းပြောင်းလာလိုက်တယ်ပစ္စည်းရတွေလည်းထွေထူးထူးသိမ့်မများတော့အိစာရာနဲ့တိုင်နာကလက်ဖက်ရည်ဆိုင်မှာကြာစံကြော်စားဖို့ဆင်းလိုက်တယ်ဆိုင်ထဲဝင်သားနဲ့လူတွေသူ့ကိုကြည့်ပြီးကွက်ကြည့်နဲ့တီးတိုးပြောနေကြတယ်လူတစ်ဆိုတော့စိတ်ဝင်စားကြတာနေမှာပါအဲ့လိုပဲတွေးလိုက်တယ်ကြာစံကြော်စားနေအသက်ခက်ကြီးဦးလေးတယောက်အနားလာထိုင်ပြီးစကားစာနှုတ်ဆက်တယ်ငါတူဒီမျိုးကမဟုတ်ဘူးထင်တယ်ဟုတ်ကျွန်တော်ရန်ကုန်ကပါအလုံးနဲ့လာတာပါဗျဒါနဲ့လီး305အခန်းကိုငှားလိုက်တယ်ဆိုတာတူလေးလားဦးလေးကမီတော့ခေါင်းကြီးလိုက်တယ်ငါတူကတကယ်မသိတာလားကျွန်တော်နည်းနည်းကြောက်သွားတယ်ဦးလေးကဘာလို့ဆိုလိုတာလဲဗျအခန်းကကျန်းတယ်ဆိုတာငါတူတကယ်မသိတာလားဗျာဘာကျန်းတာလဲဗျာဗျကျွန်တော်ကိုနားလည်အောင်ပြလို့ရမလားဗျအော်ငါတူဟာတကယ်မသိတကူအခန်းရဲ့ပြတင်းပေါက်ကနေည12နာရီကျော်တာနဲ့မမြင်အပ်တဲ့ပရာလောကသားကိုဖြတ်သွားဖြတ်လာတွေမကြာခဏမြင်တွေ့တတ်ကြတယ်ငါတူအဲ့ဒါကြောင့်ဒီအခန်းကိုငားမယ်သူမရှိတာကြားခဲ့ပြီအဖကတော့ယုံတယ်ရေလူလည်းမဟုတ်ပါဘူးတွေ့တယ်လူတွေကတော့နှစ်ရက်လောက်အဖျားတက်တယ်ပြောကြတာပါပဲကျွန်တော်သဘောပေါက်လိုက်ပြီအဖွားထူးဆန်းနေတဲ့ကိစ္စလေးအဖပြောတာနဲ့ပတ်သက်နေလို့ဆိုတာကျွန်တော်အဖကိုပြုံးပြီးပြောလိုက်တယ်အခုလိုပြောပြပြီးတာကျေးဇူးပါအဖကြားတော့အတွက်ဒီကိစ္စမျိုးကပုံပြင်တပုတ်ဒုတိယညတော့တခါခောက်တန်ကြောင့်နိုးလာတယ်။နိုင်ကြီးလိုက်တော့12နာရီ73ဘာတူလဲပြန်မဖြေဘူး။တော့ဒီတခါပူကျဲလာတယ်။ရဲမှန်ဒေါသထွက်ပြီးတခါနာထဝါလိုက်ပြီ။ဘာတူလဲမင်းနေတယ်ဟ။ဘာသာမှမကြားရပြန်ဘူး။ခရင်မို့ပြန်တက်အိတ်လိုက်တယ်။မနှမ်းရောက်တော့သူအောက်ထက်ဆင်းပြီးအဖွားကိုမေးလိုက်တယ်။ညကအဖွားတကားလာခောက်သေးလားဗျ။အဖွားမျက်နှာပြတ်သွားတယ်။တာတကားဖွင့်လိုက်သေးလား။ခေါင်းခါလိုက်တယ်။မင်းတကားမဖွင့်လိုက်တာကန့်ကောင်းနေ။အဖွားကြီးပြောပြတယ်။လွန်ခဲ့တဲ့9နှစ်ကလေးတယောက်ငါးမှာမတန်တာဆိုတဲ့မိန်းကလေးတယောက်หนีခဲ့ဘူးတယ်။သူကည shift ဆင်းတဲ့ waitress တယောက်တညမှာသူအိမ်ပြန်လာပြီးတကားခောက်တန်ကြားတယ်သူတကားဖွင့်လိုက်တော့ဘယ်သူမှမရှိဘူးမနေ့ရောက်တော့သူအဖွားကိုလာမေးသေးတယ်ညကတကားခောက်တဲ့အကြောင်းအဲ့လိုနဲ့3-4ရက်နေတော့သူမကိုမတွေးမိတာကြာတော့အခန်းကိုတွားကြည့်တော့အထေးကကလန်ချတာတယ်ခေါ်တာမထူးတော့လူတွေခေါ်တကားဖြတ်ပြီးဝင်ကြည့်လိုက်တော့အဖွားငြိမ်သွားတယ်ပြီးမှကောင်မလေးဆွေးကြိုးချတန်လန်းနဲ့အသက်မင်းနေခဲ့ပြီမျက်လုံးပွင့်နေတယ်အိုင်နီကစားပြီးလီတုံရငါမထူးဆန်းတာလေးစားဖြစ်လာတာပဲတငါတဲ့လူတွေလေတိတ်မကြောက်ပြောင်းပေါ်ကြတယ်တကယ်လို့သားဆက်နေဖို့အဆင်မပြေရင်အဖွားပတ်စံပြန်အမ်းပေးပါမယ်ကျွန်တော်ပြုံးလိုက်တယ်ကျွန်တော်အဆင်ပြေပါတယ်ဖွာအဲ့ဒီအရာတွေကျွန်တော်အယုံကြည်လည်းမရှိပါဘူးကြာတတိယည
တကားခောက်တန်ကြားတယ်နာယီကြည့်လိုက်တော့စနစ်ကျော်ဒီတခါသူ့တကားဖွင့်လိုက်တယ်ဘသူမှမရှိဘူးပြန်ပိတ်လိုက်တယ်နောက်တစ်ခေါက်ထပ်ခောက်တယ်မဖွင့်တော့ဘူးအိတ်နေလိုက်တယ်နောက်ထပ်10မိနစ်ကြာတော့ပြန်ခောက်တယ်ဝင်းကနေထပြီးဖွင့်လိုက်တယ်မိမတယောက်ရက်နေတယ်စပင်းရှိရှိကြီးအဖြူရောင်ဝတ်စုံနဲ့ခေါင်းငုံထားတယ်ရဲမှန်မကြောက်ပြီမေကြက်တီတော့မပြောစလောက်ထသွားတယ်ရဲမှန်မကြောက်ပြီမေကြက်တီတော့မပြောစလောက်ပူစီညောက်တောင်ထသွားတယ်ဘာတူလဲမိမကဖြည်းဖြည်းခေါင်းမော်လာတယ်မျက်နှာအားပြက်ပြီးဖြူဖက်ဖြူရောမျက်နှာမျိုးနဲ့ဘာကူညီပေးရမလဲဗျဘာလို့တခါဖွင့်လိုက်တာလဲသူမတန်ကဟိုဝေးကလာတဲ့တန်လို့တူးပြီးမဲ့တီးချချရတယ်ဝုန်းရေမလည်းတခါချက်ချင်းပိတ်ချလိုက်တယ်လူကောင်လားလူဆိုးလားမသိသေးတဲ့အတွက်အနေငယ်ကြတော့မီးပြန်လင်းလာတယ်ပြတင်းပေါက်ကပိတ်ထားပါရဲ့နဲ့ပြန်ပွင့်နေတော့ထပိတ်လိုက်တယ်ဟာဒီတခါတော့ရင်ပတ်ကြီးပွင့်ထွက်သွားမှတက်ကြောက်လန့်ပြီးအော်မိလိုက်တယ်ဘလို့မှမမျော်လင့်ထားတဲ့မြင်ကွင်းခုနကအဖွေးဖြူနဲ့မိမပြတင်းပေါက်အပြင်မှာဇွေးကျူးချတန်လန်စက်ကျိုးနေတဲ့မြင်ကွင်းမကြောက်တတ်ဘူးဆိုတဲ့ရေးမှတီးထွက်မတက်ပဲအုံကနေတကားဝစီထပြီးတယ်တကားကလုံးဝဖွင့်မရဘူးပါစကဖျားစာရွတ်ဖို့လုပ်ပြီးမိအုံနောက်ကဖျားစာရွတ်ဖို့အလုံးမလုပ်ဘူးဖြစ်နေတယ်လုံးဝစဉ်းစားမရဘူးရာဒီဦးတို့အေးနေတဲ့ကြားကဆိုးချွေးတွေနဖူးကတတီးတီးကြလာတယ်ရေမှန်ခုတော့မမှန်နိုင်တော့ပါဘူးကဲကြပါဗျူငေးတံပေါင်းအော်လိုက်တယ်ရဲမှန်စောက်တရားမှဖြစ်နေတော့မှာပဲဖြစ်ထင်းပေါက်စီကရွေလျားမှုတစ်ခုခုတတိထားမိလိုက်တယ်အမေခုနောက်ကမိမစက်ကြိုးတန်းလန့်နဲ့ဖြစ်ထင်းပေါက်ကနေကိုယိုကားရကုတ်တက်လာတဲ့နောက်ထပ်မြင်ကွင်းဘဝမှာထပ်မရှိနိုင်တော့မယ်ကြောက်စရာအကောင်းဆုံးမြင်ကွင်းရဲမှအသိစိတ်တွေလောကကြီးနဲ့အဆက်အသွယ်ပြတ်တောက်သွားခဲ့တယ်မျက်လုံးပွင့်လာတော့နွမ်းနေမှုနဲ့ခေါင်းတစ်ခုလုံးထူပူကြိုက်ခဲနေတယ်ဘေးမှာရဲမှန်ရဲ့အသိဆိုတဲ့အကူရောက်နေတယ်ဘေးဘီလဲကြည့်တော့ငါခန်းလဲမဟုတ်ပါလားမင်းဆေးရုံရောက်နေတာပဲငါညီညာကမင်းအခန်းကအော်တန်ကြတော့လူတွေရောက်လာကြတယ်မင်းတတိမိလဲကြနေတာပဲဖုန်းကတော့ပွင့်နေတယ်ကြည်ရတာအကူကိုမင်းဖုန်းဆက်ဖို့လုပ်နေတာမေအကူဖုန်းနံပါတ်ကွန်တက်ကဖွင့်လက်တာသူတို့ဒီအကူကိုဆက်လာတော့ညာတွင်ကြီးမင်းကိုဆေးရုံပို့လိုက်တာပဲနေပါဦးမင်းကဘာဖြစ်ခဲ့တာလဲကျွန်တော်အဖွားနဲ့တွေ့မှဖြစ်မယ်ကူလောကကြီးမှာတချို့အရာတွေကလက်တွေ့ကြကြသိပ္ပံကြီးကြကြဖြည့်ရှင်းလို့မရနိုင်တဲ့ထူခြားစမ်းကြယ်တဲ့ဖြစ်ရမျိုးကျွန်တော်တို့ကဘာကြီးမှာတကယ်ရှိတယ်ဆိုတာအဲ့နေ့ကစကျွန်တော်လက်ခံလိုက်ပါတယ်အဆုံးထိနားဆင်ရကြတဲ့ညီကိုမောင်နှမအားလုံးအိတ်တော်မယ်ဆိုရင်ပြတင်းပေါက်ကိုတီးတီးချာချာပိတ်ကြပါတခါခောက်တိုင်းလေမဖွင့်ပါနဲ့လို့ပြောရင်အော်မိလို့ follow နဲ့ subscribe လုပ်ပေးကြဖို့မမိပါနဲ့လို့ပြောရင်မင်္ဂလာညာချမ်းလေးဖြစ်ကြပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်